စကိုင်းမြို့ရဲ့ဝင်လိုက်တာနဲ့အပြက်စီးတွေပဲတွေ့နေရတော့ရုပ်ရှင်ယုံကြီးလည်းတွေ့လာတော့ရုပ်ရှင်ယုံကြီးနောက်လန်သွားပြီဆိုပြီးတော့ပြီးမှပြန်တွေးမိရောရုပ်ရှင်ယုံကအစကနေကအဲ့တိုင်းဆောက်ထားတာပဲလို့စိတ်တွေလေးလေးပါရဲ့ဗျာဒီကတော့လုံးဝဂျုံထွက်သွားတဲ့အိမ်နော်ဒီက၄လွာပြောတယ်ခုကတလွာမြေကြီးရောက်တဲ့ဝင်တော့တာလုံးဝဒီမှာ၃လွာပဲခြံတော့တယ်အောက်ကလူတော့အထိခိုက်တော့နည်းနည်းပါးတော့ရှိရပြောတယ်ဆက်ပဲဟုတ်ကဲ့ခင်ဗျာဒါကတော့ပိတ်မိနေတယ်ဗျဒါပိတ်မိနေတယ်လူပိတ်မိနေတယ်လို့ပြောတယ်ဗျာဒါဒီတော့ဘယ်နှယောက်လဲဗျဘယ်နှယောက်ပိတ်မိတာလဲတယောက်ပါအဖိုးကြီးတယောက်ပါကျွန်တော်ထုံးချင်လို့ဒီနားမှာလေဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့သက်ဆိုင်ရာလူချင်းမင်းများဒါအဖိုးကြီးတယောက်တည်းပိတ်မိနေပါတယ်ဗျာပိတ်မိနေတယ်ဗျနော်ဟုတ်ကဲ့ဗျာကြည့်မြင်ရတာအနေထားယုံများအဲ့မှာအနေထားယုံမြင်ခွဲမှာဗျဟုတ်ကဲ့ဒါအိုးပါဗျ